လူပိန်မာတဲ့ခမမြတ်သွားပါတယ်ခမကိုလုံးတော့ဖြစ်သွားပါတယ်ခမအဝါကတ်ထီတဲ့ခမဘောလုံးမြောင်ပါတယ်ခမပြစ်ဒဏ်ပေါ်ပေးလိုက်ရတယ်ခမအထုပ်ကလေးတွေကိုဒီချိန်အောင်ပြလိုက်ခဲ့ရဘယ်နဲ့ပေးလိုက်ရတယ်ခမအနီးကတွင်ပြန်လာဝဲတရားများလေးရနောက်ဆုံးမှာတော့ရွှေမြမရှုံးနေ냐တင်ညာရုပ်တဲ့ခမတိုင်လူကြီးကမြစ်တယ်ဗျပြောနေကြကျုပ်တို့စင်ကြီးများပွဲပြီးတဲ့အချိန်မှတောင်းချမ်းလို့နေကြအကောင်းအရှိမိဘပြည်သူများတစ်ချက်ကိုမြင်ရထင်လို့ရွှေသမင်လိုက်မိမှာဒီတခါလဲခဲသမျှသေးကြမကျေနပ်တာတွေမှန်သမျှ happy မှာတက်စေရOh ခလီစွာရွှေမြမအရှုံးနေ냐အောင်ပြလိုက်ခဲ့ရဒီတခါလဲရှုံးနေရပြီခမမချင်နဲ့တာမန်များ FB မှာတက်စေရOh ခလီစွာရွှေမြမရှုံး